အရဟံဆိုတဲ့စကားလုံးလေးတစ်လုံးထဲမှာပဲပြန်ပေါင်းပြီးတော့ပြောကြမယ်ဆိုရင်ကိလေသာတွေကဝေးကွာနေခြင်းဒါအရေးချင်းတစ်ခုကိလေသာတွေကလုံးဝဝေးကွာနေခြင်းအလန်းကွာနေခြင်းကိလေသာရန်သူတွေကိုဖယ်ရှားပြစ်ခြင်းဖယ်ရှားပြစ်ဖြစ်ခြင်းတန်တရားဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပြစ်ပြီးဖြစ်ခြင်းတလောကလုံးရဲ့ကုညွတ်လေးစားဖို့လူတန်းမှုထိုက်တန်မှုဖြစ်ခြင်းမကောင်းမှုပင်ဖြစ်စိတ်ကြွယ်ရာဘယ်တော့မှမကောင်းမှုလောက်တာမရှိခြင်းဆိုအဲ့ဒီအရေးချင်း၅မျိုးကြောင့်မြတ်စွာဘုရားအရဟံဆိုတဲ့ဂုဏ်တော်နဲ့ချီးမွမ်းတိုက်တယ်ချီးမွမ်းတိုက်တယ်ဆိုတာချီးမွမ်းရင်ချီးမွမ်းမချီးမွမ်းရင်နေလောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီဂုဏ်လူကြီးဟာလူပြေကနေစပြီးမြေပြင်ကနေပြီးကောင်းကင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်ခုပါဒီလိုဆိုတာပေါ့နော်